အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုမှာပြောပြပေးမှာကတော့အခုကျွန်တော်ပြထားတဲ့အတိုင်းကိုယ့်ရဲ့ play point account ကဒါမျိုးအပတ်စဉ်တောက်ကြနေတိုင်းယူလို့ရတဲ့ဒီ play point တွေယူလို့မရဘူးဒီလိုပုံစံပေါ်နေတယ်ဆိုရင်ဒါကိုကျွန်တော်တို့မှာပတ်စံမကုန်မင်းနေပေါ့နော်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တခါလေးရှင်းအောင်ပြောပါမယ်ပတ်စံမကုန်ပဲဆိုတာကကျွန်တော်ဆိုလိုတာကအပြင်ကပတ်စံကိုယ့်ရဲ့ပတ်စံမကုန်ပဲဒါမှမဟုတ်ကျွန်တော်တို့စီမှာစားဖိတ်အတ္တမျိုးတွေမဟုတ်ပဲဒီ play point ကရထားတဲ့ play credit နဲ့ပဲကျွန်တော်ပြန်ပြီးသုံးပြမှာကိုပြောတာပါအဲ့ဒါကိုဆိုလိုရင်းဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တခါလေးကိုယ်ပဲပြပြလေးအရင်ပြောထားတာပေါ့နော်အဲ့တော့ဒီဟာလို့ဖို့အတွက်ဆိုရင်အရင်ဆုံးကျွန်တော်တို့စီမှာ play point ရှိသင့်ပါတယ်ဒါမှမဟုတ် play credit လဲထားတာမျိုးလက်ကျန်လေးရှိသင့်ပါတယ်အဲ့တော့ကျွန်တော်ကတော့လက်ကျန်မရှိဘူးပေါ့နော်ဒီမှာကျွန်တော်မှာ play point က143 point ရှိတယ်အဲ့ဒါကိုအရင်ဆုံးကျွန်တော် point 100နဲ့$1ပေါ့နော်အရင်လဲလိုက်မယ်ဒီဟာလဲလိုက်မှာကျွန်တော်မှာ play credit $1ရမှာပေါ့နော်ဒီနေရာမှာတော့ဒါ passport တွေပါညာဆို screen record လုပ်လို့မရဘူး black screen ဖြစ်နေပေါ့နော်အဲ့တော့ဒီမှာကျွန်တော်က passport တွေပါညာရိုက်ထည့်နေတယ်ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ point 100ကိုလဲတာplay credit $1ရပြီပေါ့နော် play credit ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခုဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပြီဒါကတော့ကျွန်တော်မှာက play credit လက်ကျန်မရှိလို့လက်ကျန်ရှိတဲ့လူတွေကတော့တကယ်လို့လောက်တယ်ဆိုရင် point ကိုလဲစရာမလိုဘူးပေါ့နော်အလုံးဝမရှိတဲ့လူကတော့ point 100အနည်းဆုံးရှိထားရမယ်ဒါကတော့အခုကျွန်တော်လဲထားတဲ့ဟာကိုကျွန်တော်ပြန်ကြည့်နေတာပေါ့နော်ပြီးတော့ပြီဆိုရင်အခုဖြစ်နေတဲ့ဟာကိုဘယ်လိုရှင်းရမလဲဆိုတော့ကျွန်တော်ဒီပြဿနာဖြစ်လို့ဒါမျိုးကြီးဖြစ်လို့ဆိုပြီးတော့ကျွန်တော်လာမေးကြတယ်ကျွန်တော်အကောင့်ကတော့အပတ်စဉ် point ယူလို့မရအောင်ဆိုတဲ့လူတွေပေါ့နော်အဲ့လိုလာမေးတိုင်းလဲကျွန်တော်အမြဲတမ်းပြောပါတယ်အဝဲနှစ်ကြိမ်ပြန်လုပ်ပေးလိုက်ပါဆိုတာလေးပေါ့နော်အခုကျွန်တော်ဒီမှာစောင်းအုပ်အဝဲပြန်လုပ်ပြမယ်စောင်းမမဟုတ်ဘူးပေါ့နော်ဒီမှာကဒီ Play Store မှာရှိတဲ့ဒီဒေါ်လာနဲ့ဝယ်သုံးရတဲ့ပစ္စည်းနှစ်မျိုးပေါ့နော်ဝယ်ပေးရမယ်ကျွန်တော်ကတော့အနည်းဆုံးဒေါ်လာအများကြီးမသုံးချင်တဲ့အတွက်0.01 ဆောက်လေးတွေကိုရှာပြီးတော့ကျွန်တော်ဝယ်လိုက်တယ်ဒီမှာဆိုရင်အခုဆိုရင်ကျွန်တော်ဝယ်တာ2အုပ်ရှိပြီပေါ့နော်ဒါမျိုးလေးဝယ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ရသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်စာအုပ်ဝယ်ရမလဲမသိဘူးဆိုရင်လည်းအခုဒီဗီဒီယိုမှာဝယ်ပြထားတဲ့စာအုပ်2အုပ်ကိုလိုက်ရှာပြီးတော့ဝယ်လိုက်ပါအခုကျွန်တော်ဝယ်ပြီးတော့ပြီးတော့ကျွန်တော်ရဲ့ play point တွေကိုကျွန်တော်ပြန်သွားကြည့်မယ်ပေါ့နော်ယူလို့ရပြီလားဆိုတာကိုအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ယူလို့ရသွားပြီခုနဖြစ်နေတဲ့ဟာလေးမရှိတော့ဘူးပေါ့နော်အခုဆိုရင်ကျွန်တော် point ကြီးပြန်ပြီးတော့ယူလို့ရသွားပါပြီဒါဆိုရင်ဒီ account ဒီလာမဲ့တောက်ကြနေမှလည်းကျွန်တော်ပြန်ပြီးတော့ယူလို့ရသွားလိမ့်မယ်ပေါ့နော်ဒီလိုလေးလုပ်ရတာပါကျွန်တော်ပြောချင်တဲ့အတိတ်ပဲကတော့အပြင်ကနေပတ်စံမသုံးဘူးပြီးတော့ကျွန်တော်တို့စားပိတ်အတ္တမျိုးတွေမလုပ်ဘူးကို့မှာသာ play point ဒီလိုမျိုးစုထားတဲ့ point 100ရှိမယ်ဆိုလို့ရှိရင်သူပေးထားတဲ့ point ကနေဒေါ်လာလဲပြီးတော့ကျွန်တော်တို့ကဒီလိုအပိတ်ခံရလို့ရှိရင်ဒီလိုပြန်ဖွင့်လို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တာပါ credit play credit လက်ကျန်ရှိနေတဲ့လူဆိုရင်တော့ကျွန်တော်တို့လဲစရာမလိုဘူးเนาะကိုမှလာ play credit 0.02 ရှိနေတယ်ဆိုရင်လဲလို့မရဘူးဗျာစာအုပ်တော့အုံးမှ0.01 ပဲကုန်တာဆိုတော့လေကိုမှ0.02 လက်ကျန်ရှိရဆိုလို့ရှိရင် play point လဲစရာမလိုဘူးပေါ့เนาะဒါမျိုးလေးကျွန်တော်ကသုံးသက်စေချင်တာပေါ့เนาะသူတို့ပေးတဲ့ဟာနဲ့ပဲသူတို့ပြန်ပြီးတော့ဒီလိုပြန်အသုံးချပေါ့เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ပဲမဟုတ်သေးဘူးကျွန်တော်ပြောစရာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့အရင်သုံးနေတဲ့ TikTok account ကကျွန်တော်အရင်တော့တင်ခဲ့သမျှဗီဒီယိုတွေအကုန်လုံးကိုသူကအခုချိန်မှာတပုတ်ချင်းစီလိုက်ပြီးတော့စစ်နေတယ်စစ်ပြီးတော့အကုန်လုံးကိုလည်းသူတို့ကဖျက်ချနေတယ်ဖျက်ချပြီးတော့ account ကိုလည်း warning ပေးနေတယ်အဲ့တော့ကျွန်တော်အဲ့ဒီ account မှာဆက်ပြီးတော့ကျွန်တော်ဗီဒီယိုတွေတင်မှာမဟုတ်တော့ဘူးနောက်ထပ်ကျွန်တော် account အသစ်တစ်ခုထပ်ပြီးဖွင့်ထားပါတယ်အဲ့ဒီ account မှာနောက်ပိုင်းနေကျွန်တော်ဗီဒီယိုလေးတွေအမှတင်မယ်စနစ်တကျလေးပြန်ပြီးတော့တင်မယ်ပေါ့နော် TikTok မှာလည်းကျွန်တော်ပြန်ပြီးတင်မယ်ဆိုတဲ့အကြောင်းလေးကျွန်တော်အဲ့ဒါလေးပါပြောချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အခုထပ်ပြီးတင်မယ် TikTok account အသစ်ပါအရင် account ဟောင်းတော့ကျွန်တော်လည်းနှမျောပါတယ် background follower တွေကိုလည်းကျွန်တော်နှမျောပါတယ်ဒါပေမဲ့မတက်နိုင်ဘူးပေါ့နော်ကျွန်တော်ဘာပဲတင်ရင်သူတို့ကဖြတ်နေတယ်ပေါ့နော်အခုအသစ်မတင်မင်းနဲ့ဒီတင်ပြီးတော့ဟိုမိနစ်တုန်းကတင်ခဲ့တဲ့အဟောင်းတွေကိုတော့မှသူကလိုက်ပြီးတော့တစ်ခုပြီးတစ်ခုလိုက်ပြီးဖြတ်နေလို့ပါအဲ့ဒါကြောင့်ကျွန်တော်အဲ့ accountသုံးချင်စိတ်မရှိတော့လို့ပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်